ဒီနေ့ကတော့ပေါ့လေအိမ်လာကထောက်ပံ့ခြင်းအကြောင်းပြောသွားမယ်ဂျပန်မှာပေါ့လေအိမ်လာကထောက်ပံ့ခြင်းတွေရနိုင်တယ်ဘယ်လိုတွေရမလဲဘယ်လောက်ရမလဲဆိုတာကိုအသေးစိတ်ပြောသွားမယ်ပေါ့လေဘယ်လိုတွေရမလဲဆိုလို့ရှိရင်နှစ်နှစ်အတွင်းအလုပ်ထွက်ထားတယ်လို့ဒါမှမဟုတ်အလုပ်ထောက်ခံထားတယ်အဲ့လိုလူတွေကအိမ်လာကထောက်ပံ့ခြင်းရှောက်ပိုင်ခွင့်ရှိတယ်ဘယ်လောက်ရမလဲဆိုရင်တယောက်တည်းသမားကိုတယောက်တည်းနေတာတယောက်တည်းကမှတယောက်တည်းနေတာတယောက်တည်းသမားဆိုလို့ရှိရင်အများဆုံး9300နဲ့900ရနိုင်တယ်မိသားစု2ယောက်ရှိတယ်ဆိုလို့ရှိရင်6400ရမယ်မိသားစု3ယောက်နဲ့အထက်ဆိုလို့ရှိရင်6900နဲ့800ရနိုင်တယ်3လထောက်ပံ့ကြေးရမယ်အဲ့3လအတွင်းမှာလည်းအစင်မပြေသေးဘူးဆိုလို့ရှိရင်ထပ်ပြီးထောက်ပံ့ကြေးကိုထပ်ရှောက်မယ်တက်တန်းတိုးလို့ရတာပေါ့လေ3ချိန်တက်တန်းအားလုံးပေါင်းစုစုပေါင်း3ချိန်ရှောက်ခွင့်ရှိပြီးတော့အများဆုံး6လအထိထောက်ပံ့ကြေးရနိုင်တယ်ပေါ့လေဒါမှမဟုတ်လေထောက်ပံ့ကြေးကမိမိဘဏ်ထဲကိုဝင်တာမဟုတ်မိမိအိတ်ထဲကိုဝင်တာမဟုတ်သူကအင်ရှင်ကိုဓာတ်ရိုက်လွှဲပေးတာအင်ရှင်ကိုဓာတ်ရိုက်လွှဲပေးတာဒါကြောင့်အိမ်လာကအများဆုံးပေါ့လေအိမ်လာက3000တန်အိမ်နေတော့3000ပဲရမယ်ပေါ့လေ9000တန်နေလဲ9000ပဲရမယ်ပေါ့လေအများဆုံးအိမ်လာကဖြစ်မယ်ပေါ့လေတဲ့တို့တဲ့ပတ်စံကိုစိုက်ရတာပေါ့လေ6000တန်နေတယ်ဆိုလို့ရှိရင်9300ကအစိုးရစီကနေပြီးထောက်ပံ့ကြေးရပြီးကျန်တဲ့ဥစ္စာကိုစိုက်ရမယ်ပေါ့လေအဲ့လိုမျိုးဖြစ်မယ်ပေါ့လေဟုတ်ပြီဘယ်မှာရှောက်ရမှာလဲအိမ်ထောက်ပံ့ကြေးဘယ်မှာရှောက်ရမှာလဲအိမ်လာကထောက်ပံ့ကြေးဘယ်မှာရှောက်ရမှာလဲဆိုလို့ရှိရင်ဒီမှာအင်တာနက်မှာပေါ့လေ Google ထဲမှာပဲဖြစ်ပေါ့လေဂျူကျိုခါကူဟို Q-Skin အဲ့ဒီထောက်ပံ့ခြင်းနာမည်ကဂျူကျိုခါကူဟို Q-Skin လို့ခေါ်တယ်ဂျူကျိုခါကူဟို Q-Skin ကိုနေတဲ့မြို့ပေါ့လေဥမာပြတိုကျိုတော့စဂီနာမီခုမှာနေစဂီနာမီခုဆိုပြီးရိုက်ရှာလိုက်အဲ့ဒါလို့ရှိရင်ထွက်လာလိမ့်မယ်ထွက်လာသူ့ရဲ့ home page ထွက်လာရင်သူ့ရဲ့ home page ကနေဖုန်းနံပါတ်ကိုဖုန်းဆက်ပြီးတော့ဆက်သွယ်စုံစမ်းမှာပေါ့လေထောက်ပံ့ခြင်းရဖို့အတွက်ဘယ်အချက်တွေလို့လဲဘယ်အချက်တွေလို့ဆိုရင်ခုနပြောတဲ့အတိုင်းနံပါတ်1ကအလုတ်ထွက်ထားတဲ့လူဒါမှမဟုတ်အလုတ်ထုတ်ခံရတဲ့လူနှစ်အတွက်ပေါ့လေအဲ့လူအိမ်လာကအခက်ခဲဖြစ်နေရမယ်အဲ့လူကချမ်းသာကြွယ်ဝပြီးတော့ဗလေအိမ်လာကအခက်ခဲမဖြစ်ဘူးဆိုလို့ရှိရင်ဒီလူကရှောက်ခွင့်မရှိဘူးအဲ့ဒါနံပါတ်1ချက်နံပါတ်2ချက်ကအလုတ်ထုတ်ခံပြီးတော့အလုတ်ထွက်ထားပြီးတော့နှစ်နှစ်အတွင်းဖြစ်ရမယ်နှစ်နှစ်အတွင်းဖြစ်နံပါတ်3ချက်ကအိမ်တော်ဦးစီးဖြစ်ရမယ်အိမ်ရဲ့အဓိကဝင်ငွေကိုထောက်ပံ့နေတဲ့သူဖြစ်ရမယ်တယောက်တည်းသမားဆိုကိုတယောက်တည်းရှိရတဲ့ဘာမှဒါဒီနံပါတ်3ချက်ကစဉ်းစားစရာမလိုပေမဲ့မိသားစုရှိရဆိုလို့ရှိရင်မိသားစုသမားဆိုရင်အိမ်တော်ဘက်ရဲ့ဝင်ငွေပေါ်မှာမရက်တည်နိုင်ဘူးလားဆိုတဲ့ပုံစံမျိုးလေးကြည့်နိုင်တယ်ပေါ့လေအဲ့ဒီကိစ္စကအိမ်တော်ဘက်ကအပါကိုယ့်ရဲ့မိသားစုဝင်ငွေကဘယ်လောက်ရှိရမလဲဆိုတာနောက်မှအသေးစိတ်ပြောသွားမယ်ပေါ့လေနံပါတ်4ချက်ကပေါ့လေအဲ့ဒီအလုပ်ပြုတ်ထားတဲ့လူအလုပ်ထွက်ခံထားတဲ့လူကအလုပ်ထုတ်ခံထားတဲ့လူကစကီနာမီခုမှာဆိုလို့ရှိရင်အလဘိုက်တူဒီဘိုက်လုတ်ပြီးတော့ဗောလေတလောက်ကို14500နဲ့900အောက်ဖြစ်နေရင်ဒီအိမ်လာကထောက်ပံ့ကြေး6ခွင့်ရှိတယ်တယောက်တည်းဓမ္မဆိုတာ2ယောက်ဆိုလို့ရှိရင်2ယောက်စုစုပေါင်း1020နဲ့3000အောက်ဖြစ်နေရမယ်ဗောလေနံပါတ်5ချက်ဘန်ထဲကစုငွေကိုလည်းကြည့်တယ်ဘန်ထဲမှာငွေဘယ်လောက်ရှိလဲဘန်ထဲကစုငွေတစ်ခုတည်းမဟုတ်ဘူးရှင်းနီးစာတွေပဲလုတ်တဲ့လူကလည်းအဲ့နီးစာတို့ဘာတို့ဗောလေအဲ့ဒါကြီးကြည့်တယ်ဗောလေတယောက်တည်းဓမ္မဆိုလို့ရှိရင်55000နဲ့2000အောက်ဘန်ထဲမှာအဲ့လောက်ဖြစ်နေရမယ်2ယောက်မိသားစု2ယောက်ဆိုလို့ရှိရင်83000နဲ့4000အောက်ဖြစ်နေရမယ်3ယောက်နဲ့အထက်ဆိုလို့ရှိရင်1100အောက်ဖြစ်နေရမယ်အဲ့ဒါကစကီနာမီခုပြောတာเนาะတခြားခုတွေကလည်းတခြားမြို့တွေတခြားမြို့နယ်တွေကလည်းသူ့မြို့နယ်လိုက်ကွဲပြားနိုင်တယ်ဗောလေနံပါတ်6ချက်အလုပ်ကိုကြိုးကြိုးစားစားရှာနေရမယ်အလုပ်မရှာပဲအိမ်မှာငုတ်တုတ်ထိုင်ပြီးတော့အိမ်လာကထောက်ပံ့ကြေးပဲတောင်းနေတဲ့လူကမပေးဘူးအလုပ်ကိုကြိုးကြိုးစားစားရှာနေရမယ်အလုပ်ကိုဘယ်လိုရှာလဲဘာနဲ့တိုင်းတာလဲဆိုလို့ရှိရင်ဟလိုကကိုတလောက်2ကြိမ်သွားပြီးအလုပ်ရှာနေလားဆိုတာကိုတိုင်းတာတယ်ဟလိုတလောက်2ကြိမ်သွားပြီးတော့ဆွေးနွေးတိုင်ပင်နေပြီးတော့အလုပ်ရှာနေလားအဲ့ဒါနံပါတ်1ချက်အလုပ်ကြိုးကြိုးစားစားရှာလားမရှာလားဆိုတာကိုသူက3ခုကြည့်တယ်3ခုနံပါတ်2ကလေတပတ်တစ်ကြိမ်အထက်အလုပ်ကိုရှောက်နေလားအလုပ်ဟလိုကိုသွားပြီးတော့အလုပ်ရှာတယ်တပတ်တစ်ကြိမ်အထက်မှာအလုပ်တွေကိုသွားရှောက်နေတယ်အဲ့မျိုးရှိလားနံပါတ်3ချက်ပေါ့လေထောက်ပံ့ရေးအဖွဲ့ပေါ့လေဂျီလီစဆိုဒန်ဆီယန်ခိကန်လို့ခေါ်တဲ့ထောက်ပံ့ရေးအဖွဲ့ရဲ့ဆွေးနွေးတိုင်ပင်တဲ့ဟာတွေလူတွေမေးမြန်းတာတွေကိုတလောက်ကို4ကြိမ်အထက်လုပ်နေလားဆိုတာကိုကြည့်တယ်ပေါ့အဲ့3ခုကြည့်တယ်အလုပ်ကိုကြိုးကြိုးစားရှာနေလားဆိုတာကိုအဲ့တော့3ခုကြည့်တယ်ပေါ့လေအခုနပြောတဲ့1ကနေ6အတွင်းပြည့်စုံနေဆိုလို့ရှိရင်ဒီအိမ်လာကထောက်ပံ့ခြင်းကိုရှောက်ခွင့်ရှိတဲ့ရနိုင်တယ်ပေါ့လေဟုတ်ကဲ့ဒီနေ့ဖို့ကဒီလောက်ပါပဲ
နည်းနည်းရှည်ပြားထွေပြားဖြစ်သွားတယ်နည်းနည်းလေးခဲရင်းနဲ့ခက်ခဲတဲ့ပုံစံမျိုးမှလည်းရှိတယ်ဒါပေမဲ့ပေါ့လေအားမငယ်ပါနဲ့ပေါ့လေရှောက်ကြည့်ပါပေါ့လေရှောက်ကြည့်လို့မရလဲပြဿနာမရှိဘူးမရလဲကိုကအရှုံးမှမရှိတာရသွားတော့လေ3လစာအများဆုံး6လစာအထိတတ်တာနိုင်တဲ့အတွက်ကြောင့်ပေါ့လေတင်နန်းထား3နှစ်ပြီးတဲ့လူတွေပေါ့လေကျွန်တော်တပည့်တွေမှာလည်းရှိတယ်တင်နန်းထား3နှစ်ပြီးတော့ရှောက်တဲ့လူတွေရှိတယ်ရတဲ့လူတွေလည်းရှိတယ်ပေါ့လေအဲ့လိုမျိုးပေါ့လေအခုပြောနေတဲ့အချက်လေးတွေတေချာပြန်စစ်ပြီးတော့တွားလျှောက်ကြည့်ပါဒီဘောတော့ပါပဲကျေးဇူးတင်ပါတယ်